တမိုင်းထေကသူရေကောင်းလို့ငိုပြီးမယ်တမိုင်းဆိုသောအနာဂတ်လူငယ်တို့ကြောက်တိုင်ထိုက်တယ်1984ဒီဇင်ဘာ30တိုက်တယ်ရခိုင်တမိုင်းထေမှာပထမဆုံးဒန်ရာအခိုက်သွီးကွီးဆရာတမိုင်းမက်ဆိုရပါတမိုင်းထေကဒေါ်လန်နိုင်ငံတွေကိုလာဆောင်ကန်တေဆောင်ဖိခခဲ့တယ်သူရေကောင်းတီအားလုံးတွေအရခနိုင်ငံတော်တိုက်ဘူပြီးမယ်အိုက်စာအနာယူခဲ့တယ်ရှေ့တဲ့စိုက်မေဘာမှာဂျာဆွန်ခါခဲ့တယ်အရခစိတ်တူတော်နေတယ်ကွာစိုက်တိုက်ကြီးတွေစိုက်တော့မဟုတ်ကလေးတော့ငါတို့ရီမာတဖွာမမခေါ်အခက်တော်မှဆန်ဖူတွားကျိုးအဖိုးအတိရဟတ်တရားအရှင်သူများသောအပါအဝင်နိုင်ငံရေးသမားတွေဗတ်ကြဘုံတံတဘဝတံအငဲပြေတံရောဂါပြေတံကန်းခံမနာအသာပိခခဲ့တဲ့သူရေကောင်းအလုံးအရခနိုင်ငံတော်တိုက်သမိုင်းထေကသူရေကောင်းလူဂူပြီးမှန်အိုက်စာအနာယူခဲ့တယ်